ရှေးတုန်းကပိလဝတ္တုပြည်တိုက်ကြီးစွာသောဖွားမြင်ခြင်းကိုဟောကြားခဲ့၏မာယာဘုရင်မကြီးသည်ရှို့ပြတ်ဆန်းကျဲသောအိမ်မက်တစ်ခုရှိခဲ့သည်စင်ဖြူတော်သည်ကောင်းကင်မှဆင်းသက်လာသည်ပညာရှိတို့သည်ရှင်ဘုရင်အားမွေးလာသည်ဖြူကဲ့သို့ပေလိမ့်မည်မိဖုရားမာယာသည်သာယာတပသောလုံဝနီတော်ရာသို့ခရီးထွက်ခဲ့သည်ထိုအရပ်တိုက်သိပ်သက်ထသည်ဖွားမြင်၏ကဘာကြီးကတောက်ပတဲ့အလင်းရောင်တွေနဲ့ပြည့်နေတယ်မွေးကင်းစသိပ်သက်ထသည်ခုနှစ်လန်း၍ချီတော်အောက်တိုက်ချပန်းပွင့်သည်သိပ်သက်ထသည်မွေးစကားပင်ငါသည်လောက၏အလင်းဖြစ်လိမ့်မည်နန်းတော်မှာကြီးကျယ်ခမ်းနားတဲ့မွေးနေ့ပွဲကျင်းပတယ်ဗေဒဆရာကဒီကလေးဟာကြီးမြတ်တဲ့ဘုရင်ဒါမှမဟုတ်မြင့်မြတ်တဲ့ပညာရှိဖြစ်လာလိမ့်မယ်မာယာဘုရင်မကြီးကမင်းဟာကဘာကြီးကိုလင်းလက်တောက်ပစီမဲ့အလင်းရောင်ပါပဲဘုရင်ကြီးလွန်စွာစိုးရိမ်နေလေသည်ငါသားကနိုင်ငံတော်ကထွက်သွားရင်ပါဖြစ်မလဲကောင်းကင်မှဆင်းသက်လာကနတ်မြမာများကတိတ်တက်ထကိုကောင်းချီးပေးသည်